တနေ့ကတင်လိုက်တဲ့ Single Inferno ပြိုင်ပွဲဝင်ရဲ့ဒီ Fitran တိုတဲ့အလှဆန်တုံးတစ်ခုကြောင်းအဲ့လောက်ထိစိတ်ဝင်စားသွားမယ်လို့မထင်မိခဲ့ဘူး။အဲ့ဒီတော့ဒီ Fitran လေးတိုအောင်ပေါ့နော်ဘယ်လိုလိုက်လုပ်လို့ရလဲဆိုရင်အလွယ်ဆုံးကတော့ make up နဲ့ပြုပြင်တာပေါ့နော်။ဒါကတော့ make up artist တွေသိကြလိမ့်မယ်ထင်တယ်။သူကဒီ keep it ဘူးပေါ်နှခမ်းနီလေးတက်ဆိုပြီးတော့ဒီနှခမ်းအပေါ်မှာ lip liner အညွှန်းရောင်လေးနဲ့ control လုပ်လိုက်တာပေါ့နော်။ကျမလည်းအခုအဲ့လိုလေးစိုးပြထားရတယ်ပေါ့နော်။အဲ့လိုဆိုရင် Fitran တိတ်မရှိဘူးဆိုရင်တော့ဒီလိုမျိုးလေးတိုတယ်ထင်ရအောင် make up နဲ့ပြုပြင်လို့ရတယ်။ဒါကတော့လူတိုင်းသုံးကြတဲ့အလွယ်ဆုံးနည်းလမ်းတစ်ခုပေါ့နော်။အဲ့ဒါပြီးတော့ဘယ်လိုလုပ်လို့ရသေးလဲဆိုရင်ကျမတို့ငယ်တုန်းကခဲရံနဲ့ဆော့သလိုလေဒီခဲရံကတော့နည်းနည်းကြီးတယ်ပေါ့နော်။ဒါမျိုးလေးဒီလိုမျိုးပေါ့နော်ဒါပေမဲ့ကျမကတော့ဒီ face yoga လောက်တာကို recommend မလုပ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အခက်မသိရင်ဒီနှခမ်းမှာ down light အရေးချောင်းလေးတွေပေါ့နော် smoker line လို့ခေါ်ကြတယ်။အဲ့လိုအရေးချောင်းလေးတွေဖြစ်လာတတ်တယ်။နောက်တစ်ခုကဆေးထိုးပြီးတော့ဘယ်လိုလုပ်လို့ရလဲဆိုရင်အရင်တော့ကတော့ botox နဲ့ပေါ့နော်ဒီ botox lip flip ဆိုပြီးတော့ဒီနားလေးတွေကို botox ထိုးပြီးတော့နှခမ်းလေးလန်အောင်လုပ်ကြတယ်။ဒါပေမဲ့အဲ့ဒါကလည်းသူကရေငုံလိုက်ငုံလို့မရတာကို side effect မျိုးရှိရဲဆိုတော့တိတ်ပြီးတော့မသုံးကြတော့ဘူး။ဒီနီလန်းကိုလည်းကျမမကြိုက်ဘူး။နောက်တစ်ခုကဘယ်လိုလုပ်ကြသေးလဲဆိုရင်တော့ lip filler ထိုးလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီနှခမ်းလေးတွေကအသက်အရွယ်ကြီးလာတဲ့အခါမှာ collagen လျော့လာပြီးတော့ဒီနှခမ်းရဲ့ဒုတယ်အသိမရှိတော့ဘဲနဲ့နှခမ်းလေးကလို့အထက်ကိုငုတ်သွားတယ်ပေါ့နော်။ကျမတို့အမေတွေအဖွားတွေဆိုရင်တွေ့လိမ့်မယ်။နှခမ်းလေးငုတ်သွားရင်ဒီ Fitran လေးကရှည်လာလို့ဖြစ်တတ်တယ်။အဲ့တော့ဒီနှခမ်းကိုပူပူလေးဖြစ်အောင်ပြန်လုပ်တဲ့အနေနဲ့ lip filler ထိုးပြီးတော့နှခမ်းပူပူလေးဖြစ်တော့ဒီနေရာလေးတုတ်သွားတဲ့ထင်အောင်လုပ်လို့ရတယ်။နောက်ဆုံးနည်းလမ်းတစ်ခုကတော့ plastic surgery လုပ်ကြတာပေါ့နော်။ဒါကတော့ကိုရီးယားကမင်းသားမင်းသမီးတွေလည်းအဲ့ဒီနည်းလမ်းကိုသုံးကြတယ်။ကိုနဲ့ဒီ Fitran တိုတာနဲ့ line လိုက်ဆိုတာကတော့ plastic surgeon နဲ့တိုင်ပင်ပြီးတော့တခြား consultation လုပ်ပြီးမှပြုလုပ်ပေါ့နော်။အဲ့ဒါဆိုရင်ခုနကပြပြသွားတဲ့နည်းလမ်းတွေမှာဆိုရင်အလွယ်ဆုံးက make up နဲ့ပြုပြင်လို့ရတာရယ် lip filler ထိုးလို့ရတာရယ်နောက်ဆုံးကတော့ plastic surgery လုပ်လို့ရတယ်ပေါ့နော်။အဲ့နည်းလမ်းသုံးခုထဲမှာကိုနဲ့ကိုက်ညီမှအောင်ရွေးချယ်ပြီးတော့ဒီကျွမ်းကျင်တဲ့သူနဲ့တိုင်ပင်ပြီးတော့ပြုလုပ်လို့ရတယ်ပေါ့နော်။